င်္ဂလာပါခင်ဗျာဒီနေ့မှာတော့ကျွန်တော်တို့အားလုံးရဲ့ယင်းထဲမှာတိတ်တဆိတ်ပုံအောင်နေပြီးဘဝကိုခြေလင်းနေတဲ့အရာတစ်ခုအကြောင်းကိုရင်းရင်းနှီးနှီးဆွေးနွေးကြည့်ကြပါတယ်လူတစ်ယောက်ရဲ့ဘဝခရီးလမ်းမှာအကြီးမားဆုံးသောအနှောင့်အဖွဲဟာဘာဖြစ်မလဲလို့သင်စဉ်းစားကြည့်ဖို့ပါသလားတကယ်တော့ကျွန်တော်တို့ကိုချီနှောင်ထားတာဟာတန်မဏိကျိုးတွေတန်ချီချင်းတွေမဟုတ်ပါဘူးကျွန်တော်တို့ရဲ့စိတ်အောက်ခြေမှာနက်နက်ရှိုင်းရှိုင်းအမြင့်တွယ်နေတဲ့ကြောက်ရွံ့မှုတွေပဲဖြစ်ပါတယ်ကျွန်တော်တို့ဟာနေ့စဉ်ဘဝကိုဖြတ်တန်းတဲ့အခါမျက်နှာဖုံးအမျိုးမျိုးတတ်ထားကြပေမဲ့အတွင်းစိတ်ထဲမှာတော့ကြောက်ရွံ့မှုပေါင်းနဲ့ရင်ဆိုင်နေကြရပါတယ်။မတေကြတဲ့နောင်ရည်အတွက်ကြောက်တာလုပ်ငန်းခွင်မှာအရှုံးပေးရမှာကြောက်တာပတ်ဝန်းကျင်ကအတိအမှတ်မပြုဘဲအချစ်မခံရမှာကြောက်တာနောက်ဆုံးမလွဲမရှောင်သာရင်ဆိုင်ရမယ့်တေးချဲတရားကိုကြောက်တာစတဲ့ကြောက်ရွံ့မှုတွေဟာကျွန်တော်တို့နဲ့အမြဲတမ်းဒွန်တွဲနေတတ်ပါတယ်။ဒီလိုကြောက်ရွံ့မှုတွေဟာကျွန်တော်တို့ရဲ့တကယ့်စွမ်းဆောင်ရည်တွေကိုပိတ်ပင်ထားတယ်လို့ရထိုက်တဲ့စိတ်ချမ်းသာမှုတွေကိုလည်းနေ့စဉ်နဲ့အမျှခိုးယူသွားတတ်ပါတယ်။ဒါကြောင့်မို့လို့ဓမ္မနိကြကြောက်ရွံ့မှုကင်းတော်ဘဝဆိုတာတကယ်တော့ရှိသလားဘယ်လိုမျိုးတည်ဆောက်ရမလဲဆိုတဲ့အနှစ်သာရကိုဒီနေ့ကျွန်တော်လေ့လာသိရှိထားသလောက်အသေးစိတ်မျှဝေပေးခြင်းပါတယ်။သေချာစဉ်းစားကြည့်မယ်ဆိုရင်ကြောက်ရွံ့မှုဆိုတာအခုလက်ရှိအချိန်မှာတကယ်ဖြစ်မလာသေးတဲ့အရာတစ်ခုအပေါ်မှာကြိုးတင်စိတ်ကူးရင်ပြီးစိုးရင်ပူပန်နေတာပဲဖြစ်ပါတယ်။ဓမ္မရဲ့အနှစ်သာရချူတောင်းကနေနက်နက်နယ်နယ်ကြည့်မယ်ဆိုရင်ကြောက်ရွံ့မှုဟာမောဟလို့ခေါ်တဲ့အမှန်တရားကိုမှန်ကန်စွာမသိနားမလည်မှုကနေမြစ်ချားခံလာတာကိုတွေ့ရပါလိမ့်မယ်။ကျွန်တော်တို့တာမန်လူသားတွေဟာအရာရာကိုငါပိုင်ဆိုင်မှုလို့ထင်မှတ်ထားကြပါတယ်။ကိုချစ်တဲ့သူကိုရှာဖွေထားတဲ့ပစ္စည်းဥစ္စာကိုယ့်ရဲ့ဂုဏ်သိက္ခာစားတာတွေကိုအမြဲတမ်းတည်မြဲမယ်လို့မှားယွင်းစွာစိုးကုန်းထားကြပါတယ်။အဲ့ဒီလိုစိုးကုန်းထားတဲ့အခါမှာအဲ့ဒီအရာတွေပြောင်းလဲသွားမှာဆုံးရှုံးသွားမှာကိုအလိုလိုနေရင်ကြောက်လာကြတော့တာပါပဲ။ဒါပေမဲ့မြတ်စွာဘုရားရှင်ဟောကြားညွှန်ကြားခဲ့တဲ့အနိစ္စဆိုတဲ့သဘောတရားကိုတေချာနားလည်သဘောပေါက်သွားတဲ့အခါမှာတော့အမြင်တွေဟာပြောင်းလဲသွားပါလိမ့်မယ်။လောကကြီးမှာရှိတဲ့အရာရာတိုင်းဟာတစ်စက္ကန့်နဲ့အမျှပြောင်းလဲနေတာပဲ။ဘာတစ်ခုကိုမှသာဝရစုပ်ကုန်းထောက်လို့မရဘူးဆိုတာကိုနှလုံးသားထဲကနေလက်ခံနိုင်လာပါလိမ့်မယ်။လက်ထဲမှာစုပ်ကုန်းထားတဲ့သဲစုပ်ကြီးလိုပါပဲ။တင်းတင်းကြပ်ကြပ်စုပ်ကုန်းလေးလေးသဲပွင့်နေလွတ်ကြနေလေဖြစ်တယ်လို့အရာရာကိုလွတ်ချထားနိုင်တဲ့အခါမှာတော့ဆုံးရှုံးရမှာကြောက်တဲ့ကြောက်ရွံ့မှုတွေဟာစောင်းရသည်ကနှင်းခိုင်တွေနေကောင်းကြီးနဲ့ထိတွေ့တဲ့အခါအရေးပျော်သွားသလိုတဖြည်းဖြည်းလွတ်ပါသွားမှာအမှန်ပဲဖြစ်ပါတယ်ခင်ဗျာ။ဒါဆိုရင်ကြောက်ရွံ့မှုကင်းသောဘဝတစ်ခုကိုတကယ်ပိုင်ဆိုင်နိုင်ဖို့အတွက်ပထမဆုံးနဲ့အရေးကြီးဆုံးလိုအပ်ချက်ကဘာဖြစ်မလဲအဲ့ဒါကတော့တတိတရားပါပဲခင်ဗျာကျွန်တော်တို့ရဲ့နေစဉ်ဘဝကိုဖြတ်သန်းတဲ့အခါအကြောင်းအမျိုးမျိုးကြောင့်စိတ်ထဲမှာကြောက်စိတ်ထိတ်လန့်စိတ်စိုးရိမ်စိတ်တွေဝင်လာတတ်ပါတယ်အဲ့ဒီလိုဝင်လာတဲ့အခါလူအများစုကအဲ့ဒီကြောက်စိတ်ကိုကိုယ်တိုင်လည်းလက်မခံခြင်းဘူးသူတစ်ပါးကိုလည်းမတိစေခြင်းတဲ့အတွက်အတင်းကျပ်ဖုံးကွယ်ထားတတ်ပါတယ်တချို့ကြတော့လည်းအဲ့ဒီစိတ်ဆင်းရဲစရာအခြေအနေကိုမီးဖြောက်ခြင်းလို့တခြားအာယုံတစ်ခုခုနောက်ကိုအလင်းစလို့ရှောင်ပြေးတတ်ပါတယ်။ဒါပေမဲ့တကယ်ဓမ္မနီးကြဖြည့်ရှင်းမယ်ဆိုရင်တော့အဲ့ဒီလိုထွက်ပြေးတာမျိုးမလုပ်ဘဲ။အော်ငါအခုကြောက်နေပါလား၊စိုးရိမ်နေပါလားဆိုတာကိုအရှိအကိုင်းရိုးရိုးရှင်းရှင်းလေးသိမြင်ပေးဖို့လိုအပ်ပါတယ်။တတိဆိုတဲ့အလင်းရောင်နဲ့ကိုယ်စိတ်ကိုပြန်လဲစောင့်ကြည့်လိုက်တဲ့အခါထူးခြားတဲ့အပြောင်းလဲတစ်ခုကိုသင်ကိုယ်တိုင်ခံစားရပါလိမ့်မယ်။အစကတော့ကြောက်ရွံ့မှုဆိုတာကိုယ့်ကိုလွှမ်းမိုးချေလည်နိုင်တဲ့ခိုင်မာတဲ့အရာတစ်ခုသို့မဟုတ်ငါဆိုတဲ့အတ္တကြီးတစ်ခုတို့ထင်ခဲ့ကြပေမဲ့တကယ်တမ်းတတိကပ်ပြီးခွာကြည့်လိုက်တဲ့အခါသူဟာကောင်းကင်ယံကတိမ်တောက်တယ်လို့ပဲခဏတာပေါ်လာပြီးပြန်ပြောက်သွားတတ်တဲ့စိတ်ရဲ့အခြေအနေတစ်ခုတတ်တာဖြစ်တယ်ဆိုတာကိုမျက်ဝါးထင်ထင်တွေ့မြင်လာရပါလိမ့်မယ်ဒီလိုမှန်ကန်စွာသိမြင်နိုင်တဲ့အတိဉာဏ်ကနေတစဉ်ကျွန်တော်တို့ဟာကြောက်ရွံ့မှုရဲ့အကျဉ်းထောင်ကနေတဖြည်းဖြည်းလွတ်မြောက်လာနိုင်တာဖြစ်ပါတယ်ခင်ဗျာဒုတိယအချက်အနေနဲ့ကျွန်တော်ထပ်ပြီးဆွေးနွေးချင်တာကတော့မေတ္တာတရားရဲ့အံ့ဩစရာစွမ်းအားပဲဖြစ်ပါတယ်။ကြောက်ရွံ့မှုဆိုတာကိုတေချာစမ်းစစ်ကြည့်ရင်များသောအားဖြင့်မိမိကိုယ်ကိုကာကွယ်လို့စိတ်အတ္တဆိုတဲ့ငါကိုရှေ့တန်းတင်တဲ့စိတ်ကနေအခြေခံလာပါတယ်။ငါကိုလူတွေကဘာတစ်ခုထင်သွားမလား။ငါအထွတ်ဘာဖြစ်သွားနိုင်မလဲ။ငါနှစ်နာသွားမလား။ငါအဆက်ကွဲသွားမလားဆိုတဲ့ကိုဗဟုပုလို့နဲ့စိုးရင်စိတ်တွေပေါ့။ကိုကိုကာကွယ်ဖို့တတိုင်းတွေအထက်ထက်တိဆောက်လေလေအဲ့ဒီတတိုင်းတွေပြိုကျသွားမှာကိုပိုပြီးကြောက်လန့်လေပါပဲဒါပေမဲ့ကျွန်တော်တို့ရဲ့စိတ်နှလုံးထဲမှာအတ္တအစာမေတ္တာတရားတွေအပြည့်အဝနေရာယူလာမယ်
ပတ်ဝန်းကျင်နဲ့အခြားသူတွေပေါ်မှာစစ်စင်မဲ့နဲ့စီဒနာတွေထားနိုင်မယ်ဆိုရင်အဲ့ဒီမေတ္တာဟာမိမိအတွက်အကောင်းဆုံးသောအကာအကွယ်တစ်ခုဖြစ်လာပါတော့တာပဲတကယ်ကိုမေတ္တာအပြည့်အဝရှိနေတဲ့သူတယောက်ဟာလောကကြီးမှာဘသူကိုမှရန်သူလို့မတတ်မှတ်တော့ပါဘူးရန်သူမရှိတဲ့အတွက်ဘသူကိုမှထိတ်လန့်ကြောက်ရွံ့စရာအကြောင်းမရှိတော့ပါဘူးဒါကြောင့်မလို့ဓမ္မလမ်းစဉ်ကိုရှောင်လန်းတဲ့နေရာမှာမေတ္တာပွားများခြင်းဟာကြောက်ရွံ့မှုဆိုတဲ့အမောင်ထက်ကိုတိုက်ခိုက်နိုင်တဲ့အကောင်းဆုံးတဲ့အစွမ်းထက်ဆုံးလက်နက်တစ်ခုဖြစ်တယ်လို့တင်စားရခြင်းဖြစ်ပါတယ်ခင်ဗျာဆက်လက်ပြီးကျွန်တော်တို့လီလာကြည့်ရမယ်နောက်ထပ်အလုံးအရေးကြီးတဲ့အနှစ်သာရတစ်ခုရှိပါသေးတယ်အဲ့ဒါကတော့ဗုဒ္ဓဘာသာဝင်တွေအတွက်အခြေခံအကျဆုံးဖြစ်တဲ့ကာမတက္ကတဉာဏ်လို့ခေါ်တဲ့ကံနဲ့ကံဤအကျိုးကိုမှန်ကန်စွာယုံကြည်လက်ခံနိုင်တဲ့ဉာဏ်ပညာပဲဖြစ်ပါတယ်လောကကြီးမှာကိုလုပ်တဲ့ကောင်းမှုကုသိုလ်မှန်သမျှဟာကိုနောက်ကိုအရေးပမာအမြဲတမ်းတစ်ခေါက်ခေါက်လိုက်နေမယ်ဆိုတာကိုခိုင်ခိုင်မာမာယုံကြည်ထားဖို့လိုပါတယ်အလားတူပဲကိုမလုတ်ခဲ့တဲ့ကိုနဲ့မထက်ဆိုင်တဲ့မကောင်းမှုဒုစရိုက်တွေအတွက်လည်းဘာကိုမှပူပန်ကြောက်ရွံ့နေစရာမလိုဘူးဆိုတဲ့ခိုင်မာတဲ့ယုံကြည်ချက်ရှိတဲ့သူဟာဘလို့အကြက်တဲ့ဘလို့အခြေအနေဆိုးမျိုးနဲ့မှကြုံတွေ့ရပါစေရဲရဲဝံ့ဝံ့နဲ့တီတီငိမ့်ငိမ့်ရင်းဆိုင်ကြော်ဖြတ်နိုင်စွမ်းရှိပါတယ်ဒီလိုရဲဝံ့တည်ငြိမ်ဖို့အတွက်အထူးကအထောက်ပံ့ပေးတာကတော့ကိုယ့်ရဲ့တီလာကိုလုံခြုံအောင်စောင့်ထိန်ခြင်းပါပဲတီလာဆိုတာကြောက်ရွံ့မှုကင်းဝေးတဲ့ဘဝတစ်ခုကိုတည်ဆောက်ဖို့အတွက်အခိုင်အမာဆုံးသောအခြေခံအုတ်မြစ်ကြီးတစ်ခုဖြစ်ပါတယ်ကိုကျင့်တီလာစင်ကြဲတဲ့သူမှန်ကန်ဖြောင့်မတ်စွာအသက်မွေးဝမ်းကြောင်းပြုတဲ့သူတယောက်ဟာညအိပ်ရာဝင်တိုင်းဒါမှမဟုတ်ကိုပြန်လဲဆန်းစစ်သွေးတိုးကြည်တိုင်းမှာလိပ်ပြတတ်နေတတ်ပါတယ်အတွင်းစိတ်မှာအပြစ်ကင်းစင်နေတဲ့အတွက်ဘသူကမှမျက်နာပူစရာထိတ်လန့်ကြောက်ရွံ့နေစရာအကြောင်းမရှိတော့ပါဘူးတီလာလုံခြုံခြင်းမှပေးတဲ့ရဲရင်မှုဟာဘယ်လိုလက်နက်နဲ့မှမရင်သားတဲ့စိတ်ပိုင်းဆိုင်ရာခွန်အားတရားပဲဖြစ်ပါတယ်ဒါပေမဲ့ဒီနေရာမှာကျွန်တော်တို့တတိပြုရမယ့်အချက်လေးတစ်ခုရှိပါတယ်ဓမ္မနီးကြကြောက်ရွံ့မှုကင်းတဲ့ဘဝတစ်ခုဆိုတာဘာကိုမှဂရုမစိုက်ပဲအန်ဒီယေကိုမမြင်ပဲတစွတ်ထိုးမယူရဲ့စန္ဒာမျိုးကိုဆိုလိုတာလုံးဝမဟုတ်ပါဘူးအဓိကကတော့အကြောင်းအကျိုးအမှန်တရားကိုရှင်းရှင်းလင်းလင်းသိမြင်တဲ့ဉာဏ်ပညာနဲ့လောကတန်ကိုတီတီငင်းငင်းရင်ဆိုင်နိုင်စွမ်းရှိတာကိုဆိုလိုရင်းခဲ့ပါတယ်လူသားတွေဖြစ်တဲ့ကျွန်တော်တို့ဟာဘဝမှာနေထိုင်တည်းလက်ပြခြင်းလက်မဲ့ခြင်းချွေရံပေါ်များခြင်းအချွေရံမဲ့ခြင်းချီးမွမ်းခံရခြင်းကဲ့ရဲ့ခံရခြင်းစင်ရဲခြင်းချမ်းသာခြင်းဆိုတဲ့လောကတန်တရား၈ပါးနဲ့အမြဲတမ်းအလဲကျကြုံတွေ့နေကြရမှာတဘာဝပါပဲဒီတဘာဝတရားတွေဟာအမြဲတမ်းလွှဲ့လည်နေတဲ့ဆိုတာကိုနားလည်လက်ခံနိုင်တဲ့ဉာဏ်ပညာရင့်ကျက်လာတဲ့အခါမှာတော့အရှုံးနဲ့ရင်ဆိုင်ရခြင်းမှာလဲစိတ်သက်ကြပြီးကြောက်ရွံ့နေမတော့ပါဘူးထို့အတူပဲအောင်မြင်မှုတရပုံဆောင်းရတဲ့အချိန်မှာလဲဘဝမြင့်ပြီးမာနမတက်တော့ပဲနဲ့အလွန်တည်ငြိမ်ရင်ကျက်တဲ့စိတ်အခြေအနေတစ်ခုကိုအလိုအလျားရရှိပိုင်ဆိုင်လာမှာပဲဖြစ်ပါတယ်ခင်ဗျအခုဆက်ပြီးကျွန်တော်တို့တတ္တဝါတွေအားလုံးရဲ့ဘဝမှာအကြောက်ဆုံးဖြစ်တဲ့အရာတစ်ခုအကြောင်းကိုရင်ဆိုင်ကြည့်ကြရအောင်ပါအဲ့ဒါကတော့တခြားမဟုတ်ပါဘူးတေခြင်းတရားပါပဲကျွန်တော်တို့တော်တော်များများဟာတေခြင်းတရားဆိုတဲ့စကားလုံးကိုကြားလိုက်တာနဲ့ကြောချမ်းသွားတာကြပါတယ်ပြီးတော့တက်နိုင်သမျှဒီအကြောင်းကိုမတွေးမိအောင်မပြောမိအောင်ရှောင်လွှဲနေတတ်ကြပါတယ်ဒါပေမဲ့တကယ်ဓမ္မကကျွန်တော်တို့ကိုသင်ပေးနေတာကတော့တေခြင်းတရားဆိုတာအရာအလုံးရဲ့ဇတ်သိမ်းအပြီးတိုင်ပျောက်ကွယ်သွားခြင်းမျိုးမဟုတ်ပဲဘဝအသစ်တစ်ခုကိုကူးပြောင်းသွားခြင်းတတ်တာဖြစ်တဲ့ဆိုတာပါပဲဒါကြောင့်မလို့တေယာမာကိုကြိုတင်ပူပန်ကြောက်ရွံ့နေမယ့်အစားအခုလက်ရှိရှင်တန်ခွင့်ရနေတဲ့အခိုက်အတန့်လေးမှာအကောင်းဆုံးနဲ့အတိတ်ပဲအရှိဆုံးနေထိုင်သွားဖို့ကဒါအရေးကြီးဆုံးဖြစ်နေပါလေခင်ဗျာနေ့စဉ်ဘဝမှာငါတနေ့တေရမှာပါလားဆိုတဲ့တေခြင်းတရားကိုမကြာခဏဆင်ခြင်ပေးတဲ့မရဏနုတ္တိပွားများခြင်းဟာကျွန်တော်တို့ကိုစိတ်သက်ကြပြီးကြောက်ရွံ့သွားစေဖို့လုပ်ခိုင်းတာလုံးဝမဟုတ်ပါဘူးတကယ်တော့ကိုယ့်စီမှာရရှိထားတဲ့အချိန်လေးဟာဘလောက်တန်ဖိုးရှိတယ်လဲဆိုတာကိုနားလည်ပြီးအချိန်ကိုအကျိုးရှိရှိအသုံးချတတ်ဖို့ပြီးတော့မလို့အပ်တဲ့တန်ရိုးစင်တွေအမုန်းထားရိုက်တွေအတ္တတွေနဲ့ကြောက်ရွံ့မှုတွေကိုရဲရဲဝံ့ဝံ့စွန့်လွတ်နိုင်ဖို့အတွက်ပဲဖြစ်ပါတယ်။ဒီချင်းတရားကိုတဘာဝတစ်ခုအထင်မှန်ကန်စွာလက်ခံနိုင်တဲ့သူဟာကြံရှိနေတဲ့ဘဝကိုပိုပြီးလွတ်လပ်ပေါ်လျာစွာနဲ့တကယ်ကိုအတိတ်ပဲအရှိဆုံးရှင်းထန်နိုင်လာတာကိုတွေ့ရလိမ့်မှာပါ။လက်တွေ့ဘဝမှာဒီလိုကြောက်ရွံ့မှုတွေကင်းဖို့ဆိုရင်ကျွန်တော်တို့ဟာလက်ရှိအခိုက်အတန့်မှာအပြည့်အဝနေထိုင်တတ်ဖို့လိုအပ်ပါတယ်ကျွန်တော်တို့စိတ်ထဲမှာဖြစ်ပေါ်နေတဲ့ကြောက်ရွံ့မှုတွေအားလုံးကိုပြန်လည်လေ့လာကြည့်ရင်အတိတ်ကရခဲ့ဘူးတဲ့စိတ်တန်ရာတွေဒါမှမဟုတ်
အနာဂတ်အတွက်မဖြစ်လာသေးတဲ့စိုးရိမ်ပူပန်မှုတွေပေါ်မှာအခြေခံနေတာကိုတွေ့ရလိမ့်မှာပါအတိတ်ဆိုတာပြီးသွားပါပြီအနာဂတ်ဆိုတာလည်းမရောက်သေးပါဘူးအခုလက်ရှိစက္ကန့်လေးမှာကျွန်တော်တို့ဘာလုပ်နေသလဲဘာကိုခံစားနေရသလဲဆိုတာကိုပဲတတိလီကပ်ပြီးအပြည့်အဝအာယုံစိုက်လိုက်မယ်ဆိုရင်အဲ့ဒီပစ္စုပန်တက်တဲ့မှာကြောက်ရွံ့မှုတွေအတွက်ဝင်ရောက်ခိုးအောင်စေတာနေရာလုံးဝမရှိတော့ပါဘူးဒါဟာဘာဝနာတရားပွားများအထောက်ခြင်းရဲ့တန်ဖိုးမဖြတ်နိုင်တဲ့အကျိုးကျေးဇူးတစ်ခုလည်းဖြစ်ပါတယ်ကိုယ့်ရဲ့စိတ်ကလေးကိုပစ္စုပန်မှာတင်းကင်းကောင်းထားနိုင်လေလောကဓာတ်ကြောင့်တိုက်ခတ်လာတဲ့ကြောက်ရွံ့မှုဆိုတဲ့လိုင်းတပုံးကြီးတွေဟာကိုယ့်ကိုနည်းနည်းလေးမှမတုံ့လုံနိုင်စေလေဆိုတာကိုကိုယ်တိုင်လက်တွေ့ခံစားသိရှိလာရမှာပဲဖြစ်ပါတယ်ခင်ဗျကျွန်တော်တို့အားလုံးရှောက်လန်းနေကြရတဲ့ဒီဘဝခီးလန်းတစ်ချောင်းမှာတော့မလွယ်မရှင်းကြုံတွေ့ရမယ့်အခက်အခဲတွေစိန်ခေါ်မှုတွေဟာတောင်တန်းကြီးတွေလိုအဆင့်ဆင့်ပိတ်ဆို့တားဆီးနေတတ်ပါတယ်တချို့အချိန်တွေမှာအဲ့ဒီတောင်တန်းကြီးတွေကိုကြည့်ပြီးကျွန်တော်တို့ဖျက်ကျော်နိုင်ပါမလားဆိုတဲ့ကြောက်ရွံ့စိတ်တွေဝင်လာတတ်ပါတယ်ဒါပေမဲ့မြတ်စွာဘုရားရှင်ဟောကြားခဲ့တဲ့ဓမ္မရဲ့အလင်းရောင်ကိုသာလက်ကင်အဖြစ်ကြစ်ကြစ်ပါပါအောင်စက္ကူထားနိုင်မယ်ဆိုရင်တော့အဲ့ဒီအေယာမအခက်အခဲတောင်တန်းကြီးတွေဟာတကယ်တမ်းမှာမိမိကိုယ်ကိုပိုမိုရင်းကျက်လာအောင်လေ့ကျင့်ပေးမယ်လွယ်ကူကူဖြတ်ကျော်လို့ရတဲ့လမ်းကလေးတွေဒါထက်သေးဆိုတာကိုအံ့ဩစရာပါတွေ့မြင်လာရမှာပဲဖြစ်ပါလေခင်ဗျတကယ်တော့ကြောက်ရွံ့မှုကင်းတဲ့ဘဝတစ်ခုကိုတည်ဆောက်တယ်ဆိုတာပြင်ပလောကကြီးတစ်ခုလုံးကိုဖြစ်ချင်တဲ့အတိုင်းလိုက်ပြီးပြောင်းလဲပစ်ဖို့ကြိုးစားတာလုံးဝမဟုတ်ပါဘူးအဲ့လိုလိုက်ပြောင်းလဲဖို့ဆိုတာလေဘယ်လိုမှဖြစ်နိုင်တဲ့အရာမဟုတ်ပါဘူးအဓိကကတော့ကိုယ့်ရဲ့အတွင်းစိတ်နေထိုင်အမြင်အာရုံကိုမှန်ကန်စွာပြောင်းလဲပြနိုင်တာပဲဖြစ်ပါတယ်ကိုယ့်ရဲ့စိတ်နှလုံးထဲမှာတတိပညာတရားတွေနဲ့အေးချမ်းမှုအစစ်အစဉ်ရှိနေမယ်ဆိုရင်ပြင်ပလောကကြီးမှာဘလောက်ပဲလောကဓာတ်မုန်တိုင်းတွေထန်နေပါစေဘလောက်ပဲအစမပြေမှုတွေနဲ့ရင်ဆိုင်နေပါစေကျွန်တော်တို့ရဲ့စိတ်အင်္ဂလိပ်ဟာအမြဲတမ်းလုံခြုံငွေထွေးနေမှာပဲအသေးချမှာပဲခင်ဗျဒါကြောင့်မလို့ဓမ္မနီးကြကြောက်ရွံ့မှုကင်းတဲ့ဘဝတစ်ခုကိုအခိုင်အမာတည်ဆောက်နိုင်ဖို့အတွက်ရှေ့မှာဆွေးနွေးခဲ့တဲ့တတိမေတ္တာသီလနဲ့အမှန်ကိုသိတဲ့ဉာဏ်ပညာဆိုတဲ့အခြေခံတရား၄ပါးကိုမိမိတို့ရဲ့နေ့စဉ်ဘဝမှာမမိတ်မလျော်ပဲလက်တွေကျင့်သုံးသွားကြဖို့အထူးပဲတိုက်တွန်းချင်ပါတယ်။ကြောက်ရွံ့မှုဆိုတဲ့ကြီးမားလာတဲ့အရေးမဲကြီးကိုဓမ္မဆိုတဲ့ထိန်လင်းနေတဲ့အလင်းရောင်နဲ့ဖယ်ရှားလိုက်တဲ့အထောက်မှာကျွန်တော်တို့ဟာအရင်ကမခံစားဘူးတဲ့တကယ်လွတ်လပ်မှုငြိမ်းချမ်းမှုအစီအစဉ်ကိုအရသာခံစားရမှာဖြစ်ပါတယ်။အဲ့ဒီအခါမှာတော့ကျွန်တော်တို့ရဲ့နေ့စဉ်ဖြတ်တန်းရတဲ့ဘဝကြီးဟာအရင်ကထက်ပိုပြီးလှပလာပါလိမ့်မယ်။ရင်ဆိုင်ရမယ့်ပြဿနာတွေရှေ့မှာပိုပြီးရဲဝံ့လာပါလိမ့်မယ်။နောက်ဆုံးမှာတော့လောကရဲ့ဘဲလိုအရာကမှဝင်ရောက်ဖြတ်စည်းမနိုင်တဲ့ခိုင်မာလာတော့စိတ်ချမ်းသာမှုပီတိအပြည့်အဝကိုထာဝရပိုင်ဆိုင်သွားနိုင်မှာပဲဖြစ်ပါလေခင်ဗျ။ညီကုန်းချုပ်အနေနဲ့မှာကြားချင်တာလေးကတော့မိမိကိုယ်ကိုယုံကြည်မှုအပြည့်အဝရှိပါ။အခက်ခဲတိုင်းတရားဓမ္မကိုသာအားကိုးပါ။ပြီးတော့အတိတ်နဲ့အနာဂတ်ကိုခဏမေ့ထားပြီးအခုလက်ရှိရရှိထားတဲ့ဖြစ်စုပ်ပံအချိန်လေးမှာအကောင်းဆုံးနဲ့အလှပဆုံးရှင်သန်လိုက်ပါ။ကြောက်ရွံ့မှုဆိုတာမိမိရဲ့စိတ်ကဖန်တီးထားတဲ့တကယ်မရှိတဲ့လောင်အိမ်တာပါပဲအရေးကြီးဆုံးအချက်ကတော့အဲ့ဒီအကျင့်ချထားတဲ့လောင်အိမ်ရဲ့တော့သည်အခြားဘယ်သူမှမရှိပဲကိုယ့်ရဲ့လက်ထဲမှာပဲအတင်ရှိနေစေဆိုတာပါပဲအားလုံးပဲမိမိလက်ထဲကတော့နဲ့ကြောက်ရွံ့မှုလောင်အိမ်ကိုဖွင့်လှစ်သည့်ဓမ္မနီလန်းအတိုင်းမှန်ကန်စွာရှောက်လန်းကျဲအားဖြင့်ကြောက်ရွံ့မှုကင်းတဲ့ငြိမ်းချမ်းတဲ့ဘဝပိုင်ရှင်ရာအမြန်ဆုံးဖြစ်လာကြပါစေလို့ဆုတောင်းမေတ္တာပို့တာရင်းနဲ့ပဲဒီနေ့အစီအစဉ်လေးကိုဒီနေရာမှာပဲအဆုံးသတ်ခွင့်ပြုပါခင်ဗျအားလုံးပဲကိုယ်စိတ်နှပါကျမ်းမာချမ်းသာကြပါစေ